အာဟာရတွေပြည့်ဝရဲ့တီးဆုံးပဲချင်းဟင်းလေးကိုချက်မယ်ပေါ့နော်ကီကီကဒီတစ်ခါဘလို့ချက်မယ်ဆိုတာအထက်ကိုဒီထဲမှာပါတဲ့အသီးရွက်တွေကခန္ဓာကိုယ်ဘလို့အကျိုးပြုတယ်ဆိုတာကိုကီကီပြောပြပေးမယ်ကြက်သွန်လေးဆိုရင်လေသပင်းအတွက်လည်းကောင်းတယ်တချို့ဆိုကြက်သွန်လေးကိုကြိတ်ပြီးတော့သပင်းကိုလူးတယ်နော်ပေါက်တွေပြောက်တယ်ပြီးရင်နောက်တစ်ခါကြက်သွန်လေးကိုအစိမ်းစားတယ်ဆိုရင်ကြက်တက်တာတွေပါလေပျောက်တယ်နော်သိလားအဲ့တော့ကိုစားနေတဲ့အသီးရွက်တွေကဘာတွေပါကောင်းလဲဘာတွေမကောင်းလဲဘာကျိုးရှိလဲဆိုတာကိုသိထားရင်ပိုကောင်းတာပေါ့နော်အဲ့အတွက်ကြောင့်မို့ကီကီကချက်နေရင်နဲ့ဒီဟာတွေကိုပြပြပေးသွားမှာပါနောက်တစ်ခုအရေးကြီးတာကဘာအသီးနှံတွေကိုပဲချက်မချက်ခင်မှာအသီးနှံတွေကိုတေချာဆေးကြောပြီးတော့စားလေးနဲ့ပဲဖြစ်ဖြစ်ရှာလကာရည်လေးနဲ့ပဲဖြစ်ဖြစ်ခဏစိန်ထားလိုက်ပေါ့နော်ဘာလို့လဲဆိုတော့အသီးနှံတွေမှာပိုသက်ဆေးတွေပါတာပေါ့နော်အဲ့အတွက်ကြောင့်မလို့ကိုကဒီပိုသက်ဆေးတွေကိုပို့ပြီးပြောင်းအောင်လို့ဒါလေးလုပ်ပေးရမယ်နော်ကြက်သွန်လေးထည့်တယ်ဒီထဲမှာဆိုကီကီကြက်သွန်လေးနဲ့အရင်စီတက်လိုက်တယ်ဒါမီးအေးလေးနဲ့စီတက်လိုက်တာပေါ့နော်ပြီးရင်ကီကီကစီတက်ပြီးပဲထည့်မယ်ပဲကိုကကြတော့ဒီဘယ်လိုမျိုးပဲကိုမဆိုအကုန်တုံးလို့ရတယ်ကွာဒီလားပဲကတော့ဘာပြောကောင်းမလဲသိရမလားဒီအသားတက်တွေကိုလည်းအများကြီးပေးတယ်အားလုံးဗီတာမင်တွေအများကြီးရှိရတဲ့ကြောင့်ပဲဟင်းကတော့တကယ်ကိုကောင်းကြက်ဥကိုလည်းကီကီထည့်မယ်ဒီဟင်းထဲမှာကြက်ဥထည့်ရတာဘာလို့လဲဆိုကြက်ဥဒီအာဟာရများစွာပေးစွမ်းတယ်ပြီးရင်နောက်တစ်ခုရှိရနော်ကျုပ်အစိမ်းစားတယ်ဆိုရင်အုံနောက်နဲ့အာယုံကြောအတွက်လည်းကောင်းတယ်နော်သိလားအဲ့တော့ကျုပ်ကိုလည်းထင်သေးနဲ့ကျုပ်အစိမ်းစားရင်ဘာဖြစ်လဲကျုပ်အချက်ကိုစားရင်ဘလို့ဖြစ်တယ်လဲအကာအနှစ်ဘလို့စားရင်ဘာဆိုတာသူ့မှာသူဓာတ်တရားရှိရပေါ့နော်ဒါပေမဲ့ဘယ်အရာမဆိုတန်ဆေးလွန်ပေးပဲပေါ့နော်ဒီချိန်မှာကီကီကဒါတွေကိုဒီစီတက်လိုက်တယ်ပေါ့နော်စီတက်တယ်ဆိုတော့မီအေးအေးလေးနဲ့ပဲကီကီစီတက်တယ်ပြီးရင်ကီကီကဟင်းခတ်ဒီမှုန်နေပေါ့နော်အဲ့ဒါတွေကိုကီကီချက်ချင်းမထည့်ဘူးဘာလို့လဲဆိုတော့သူ့ရဲ့ original ကရတဲ့အချိုးဓာတ်ဒီဟာတကယ်အာဟာရတွေကိုကီကီကအရင်ရချင်တာဖြစ်တဲ့ကြောင့်မဟင်းခတ်ဒီအမှုန်တွေကိုအရင်သူ့ရဲ့အကူအညီကိုအရင်မယူဘူးပေါ့နော်ပြီးရင်တိုမီတိုဆိုလဲအသားရည်တွေကောင်းတယ်ဒါလူတိုင်းသိတယ်နောက်တစ်ခုကအယိုးနဲ့နှလုံးအတွက်ပါသူကကောင်းသေးတယ်နော်သိလားတိုမီတိုမှလည်းအများကြီးကောင်းတယ်ပြီးရင်ခရမ်းသီးကလေကယ်လိုရီနဲ့ကာဗွန်ဟိုက်ဒရိတ်တွေနည်းတယ်ပြီးရင်အမြင့်တက်များတာတဲ့ကြောင့်မို့စီးကျူသမားတွေအတွက်ကိုအရန်ကောင်းတာနော်ခရမ်းသီးကသိလားပြီးတော့နောက်တစ်ခုပြောအောင်မယ်ပဲတောင်းရှည်ကိုထူတတိပြူဟာမှာပဲတောင်းရှည်မှာလည်းအာဟာရတွေပါတယ်ဒါပေမဲ့သူကတခြားအသီးနှံတွေထပ်ပို့ပြီးတော့မှပိုးသက်ဆေးကိုစိုက်ပျိုးတဲ့အချိန်မှာသုံးရတာဖြစ်တဲ့အတွက်ကြောင့်ပဲတောင်းရှည်ကိုစားမယ်ဆိုရင်တေချာတန့်စင်ပြီးတော့မှစားပါနော်သိလားပြီးတော့နောက်တစ်ခုကတန်လွန်သီးဆိုရင်လေသပင်းအတွက်အရင်အားကောင်းတာနော်သိလားပြီးရင်နောက်တစ်ခုကဒီ lady fingers ပေါ့နော်ရုံးပရိတီမှာဆိုလေဒူးနာတာတွေကိုပျောက်စေသိလားနောက်တစ်ခုအာလူကိုကြက်သွန်ကြီးနဲ့တူတွဲမထားရအောင်နော်သိလားသူကဓာတ်မတည့်တဲ့ဟာကြီးဖြစ်စေနိုင်တယ်ပြောရင်းနဲ့ပဲဟင်းလေးချက်လို့ပြီးပါပြီ